နေလေးဆိုကန်နေလက်ရှိချိန်မှာတော့ဘယ်ကိုပြန်လဲချိန်ပါနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်နေလေးဆိုစီသူနိုင်ဒီဒေထားမှာတော့အလင်းမြန်ပဲကွန်မြတ်သူခွေးမရအောင်တော့ပြန်လဲတားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်တစ်သိန်းဝန်စာကျူပီရိုင်နေလေးဆိုရလာပြီလို့ကျူပဲနေလေးဆိုပဲနေလေးဆိုကန်နေမာဒီလက်ရှိချိန်မှာတော့ဘယ်ကိုပြန်လဲချိန်ပါနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်နေလေးဆိုသူရရလာတဲ့ခွေးတစ်ခုမှာတော့အမောင်းမရှိပဲစုံတက်ခဲ့တာဖြစ်ပြီးတော့မာဒီတို့ချိန်ပါကိုတော့လက်ရှိချိန်မှာပေါ်သားချင်း83မိနစ်ရောက်မှာတော့သူကိုပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်တကယ်ကိုပွဲစဉ်ရတော့ဖန်တစ်ဖက်ပြန်လဲသူ့ကိုရင်းနဲ့ဒရိုလေးကိုဆက်လို့ရှာဖို့ကောင်းတဲ့ပွဲစဉ်တွေပဲရှိလာခဲ့ဖြစ်ပြီးဘက်ကို၄ဂိုးစီနေရတော့လက်ရှိချိန်မှာတော့မဟာဒီနဲ့တကုံပေါ်သေးလက်ချက်ပေါ်သားချင်း9မိနစ်အတွင်းမှာတော့ဆက်လက်ရှိမဲ့ကစားတော့ဖို့ရှိနေကြရလည်းဖြစ်ပါတယ်အစိုးရရဲ့ဒုတိယပိုင်းပြန်လဲစတင်တဲ့အချိန်မှာလူစားဝင်လာခဲ့တဲ့နေလင်းဆိုဒုတိယပိုင်းဆက်စားပြီးခြင်းပဲသူရဲ့ကြိုးစားအထောက်မှုကနေတစ်စိမ်အသင်းကိုခြေပါကိုပြန်လဲရရှိစေဖို့အတွက်ဗရန်ဒီခွင့်ရေးကိုရှာဖွေပေးနိုင်ခဲ့သလိုလက်ရှိအချိန်မှာလည်းမာယူနိုက်တက်အသင်းဆိုတော့မြောက်ခြေပါကိုတော့ရရှိအောင်သူကိုယ်တိုင်ပဲဆုံးသက်ကန်သွင်းသွားခဲ့ပြီပဲဖြစ်ပါတယ်